ဂျိုသားတွေရှိလားဆိုတာယနေ့တိုင်သိပ္ပံပညာရှင်တွေအငင်းပွားနေရတဲ့အကြောင်းအရာတစ်ခုပါဂျိုသားတွေတာတကယ်ရှိနေကြမယ်ဆိုရင်သူတို့ကကဘာမြေအကြောင်းကောင်းကောင်းသိရှိပြီးနေလောက်ပါပြီပြီးတော့လူသားတွေနဲ့ဆက်တဲ့မလို့သေးတဲ့အကြောင်းရင်းတွေလည်းရှိနေတယ်ဒါကိုနားလည်ဖို့တော့ရိုးရှင်းတဲ့မိကုံးတစ်ခုနဲ့စတင်ရပါမယ်ဒီစကြဝဠာတစ်ခုလုံးမှာတကယ်ပဲကျွန်တော်တို့ကြည့်ပဲလားခေတ်ဆက်လူတိုင်းလှုပ်ဖို့ကြမဲ့အရာကတော့ညကောင်းငင်ကိုကြည့်ပြီးအပြင်ဘက်မှာဘာတွေရှိနေမလဲဆိုတာစဉ်းစားမိခြင်းပါရှစ်ခေတ်လူတွေမှာတယ်လီစကုပ်မရှိခဲ့ဘူးဒါပေမဲ့စေကူးရင်နိုင်စွမ်းတွေတော့ရှိခဲ့တယ်ပုံမြင်တွေထဲမှာတောင်မှကောင်းငင်မှာဆင်းလာတဲ့တရားဝါတွေကျယ်ရီတွေကအဲ့တဲ့တွေအကြောင်းပြောကြတယ်ဒါတွေကဒဏ္ဍာရီတွေလားဒါမှမဟုတ်ရင်နားမလည်နိုင်သေးတဲ့အရာတွေကိုရှင်းပြဖို့ကြိုးစားခဲ့တဲ့အစောပိုင်းကြိုးပမ်းမှုတွေလားအန်ဟောစရာကတော့ခေတ်သစ်သိပ္ပံပညာနဲ့လည်းစကြဝဠာအကြောင်းပိုတိလာတာမျိုးမရှိပဲမတိချင်းတွေသာပိုပြီးများပြားလာပါတယ်ကမ္ဘာမြေပင်လယ်တွေကုန်းမြေတွေနဲ့ဖွဲ့စည်းထားတယ်လူပေါင်းဘီလီယံချီတဲ့နေထိုင်နေကြတယ်ဒါပေမဲ့ကမ္ဘာမြေဟာနေကိုလှည့်ပတ်နေတဲ့ချိုးလုံးသာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေဟာလည်း Milky Way Galaxy တွေကကျယ်ပေါင်းဘီလီယံနဲ့ချီတဲ့အခါမှာတစ်လုံးသာဖြစ်ပါတယ် Milky Way Galaxy တွေဆိုတာလည်း Galaxy ဘီလီယံများစွာရှိတဲ့နေရာမှာတစ်ခုသာပါပဲအဲ့ဒီပမာဏကိုခဏလောက်စဉ်းစားကြည့်ပါသိပ္ပံပညာရှင်တွေခန့်မှန်းချက်အရကျေရီထက်တောင်ဂျိုးတွေပိုးများနေနိုင်ပါတယ်ဆိုလိုတာကတနေရမှာအခုချိန်မှာတော့နောက်ထပ်ကဘာမြေတစ်ခုရှိနေနိုင်ပါတယ်ကိန်းကနန်းတွေအရာကြည့်မယ်ဆိုရင်ဂျိုသားတွေရှိနေနိုင်ခြင်းကလွဲမသိလို့ပါပဲဒါပေမဲ့လည်းတိကျတဲ့အချက်အလက်တတရားရှိမနေပြန်ပါဘူးခန့်မှန်းနေမဲ့အစားသိပ္ပံပညာရှင်တွေကရှာဖွေဖို့ဆုံးဖြတ်ခဲ့ကြတယ်ကြီးမားတဲ့ရေဒီယိုတယ်လီစကုပ်တွေကနေနေတိုင်းကောင်းကင်ကိုစကန်ဖတ်တယ် NASA လိုအဖွဲ့အစည်းတွေကတဘာဝအတိုင်းမဖြစ်နိုင်တဲ့ signal pattern တွေကိုရှာဖွေနေကြပါတယ်ရိုးရိုး noise မဟုတ်ဘူးအသိဉာဏ်ရှိတဲ့အရာတစ်ခုရဲ့လက္ခဏာတစ်ခါပေါ်လာတဲ့ message တစ်ခုသင်္ချာပုံစံ signal တစ်ခုဇုံတယောက်အပြင်ဘက်မှာရှိနေရဆိုတဲ့သက်တည်အဝေးကဂျိုးပေါင်းထောင်ချီကိုတော့ရှာဖွေတွေ့ရှိခဲ့ပြီးပြီအချို့တွေမှာပင်လယ်ရှိတယ်အချို့ကကဘာထက်တောင်ပိုးနေတယ်ဒါပေမဲ့နှစ်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာတော့ပြန်ဖြေတဲ့အရာမရှိသေးပါဘူး။ဘာကြောင့်လဲ1950ခုနှစ်မှာယူပဗေဒပညာရှင်အန်ရီကိုဖာမီကမေကွန်းတစ်ခုမေးခဲ့ပါတယ်။ရိုးရှင်းပေမဲ့ကြော်ကြသွားခဲ့တဲ့မေကွန်းဂျိုသားတွေရှိရဆိုရင်ဘာမှလဲစကြဝဠာဟာဘီလီယံနှစ်များစွာတန်းရှိနေပါပြီ။လူသားတွေရဲ့အာကာသခရီးခြေစမ်းမှုဟာနှိကွေ့ပေမဲ့လည်းGalaxy တစ်ခုလုံးနှံ့တင်တောင်နှံ့နေပါပြီ။ဒါဆိုရင်တက်တဲ့တစ်ခုခုတော့ရှိနေတယ်ပါပြီ။ဂျိုသားနည်းပညာဒါမှမဟုတ်လဲစိတ်ကနေတစ်ခုခုတော့ဖြစ်ရမယ်။ဒါပေမဲ့အာကာသကယနေ့ထိတိတ်ဆိတ်နေသေးပါ။ဒီတိတ်ဆိတ်မှုရဲ့နောက်ကမှာအရေးကြီးတဲ့အဓိပ္ပာယ်တစ်ခုရှိနေနိုင်ပါတယ်။နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ဂျိုသားမျိုးစိတ်အလွန်ရှားပါးနေနိုင်တာပါ။ဒါမှမဟုတ်ရင်အသိဉာဏ်နည်းပညာမြင့်လာပြီးတော့မိမိတို့မျိုးဆက်ကိုမိတို့ကိုယ်တိုင်ဖြည့်ဆည်းတယ်လို့ဖြစ်သွားနိုင်တာပါလူသားတွေနဲ့ခဏလောက်ခိုင်းစဉ်းစားကြည့်အောင်ဤပညာအားကောင်းလာတဲ့အမျှစစ်မှတ်ဖြစ်ပွားမှုနျူကလ িয়ার လက်နက်တွေပတ်ဝန်းကျင်ပျက်စီးမှုတွေတကမ္ဘာလုံးဆိုင်ရာအနေအထားတွေပါတပါးတည်းရောက်လာခဲ့ပါတယ်ဖြစ်နိုင်တာအသက်ရှင်ရပ်တည်နိုင်ခြင်းကအခက်အခဲဆုံးအဆင့်ဖြစ်နေနိုင်ပါတယ်နောက်ထပ်အယူအဆတစ်ခုကပိုးပြီးထူးဆန်းပါတယ်ဂျိုသားတွေရှိနေပြီးသားဖြစ်ပေမဲ့ကျွန်တော်တို့ရည်ရွယ်ပြီးရှောင်နေကြတာဖြစ်နိုင်ပါတယ်သိပ္ပံပညာရှင်တချို့ကဒါကို cosmic zoo လို့ခေါ်ကြပါတယ်ကြည့်နေတယ်ဒါပေမဲ့ဝင်မဆွတ်ဖက်ဘူးဆယ်စုနှစ်များစွာလူတွေကကောင်းကင်မှာထူးဆန်းတဲ့အရာတွေမြင်တယ်လို့ပြောလာကြပါတယ်ဖြစ်စဉ်အများစုကိုတော့နောက်ပိုင်းမှာဖြည့်ရှင်းနိုင်ခဲ့ပါတယ်လေယာဉ်ဒရုန်းတဘာဝဖြစ်စဉ်များစသဖြင့်လူသားတွေရဲ့အုံနောက်ကပတ်တန်တွေကိုအလုံးမြဲမြဲမြင်နိုင်ပါတယ်မရှိသေးလည်းမြင်မိတတ်ပါတယ်ဒါပေမဲ့ယနေ့အထိတိုင်မဖြေရှင်းနိုင်သေးတဲ့အမှုတွေလည်းရှိနေပါသေးတယ်တချို့အဆိုးအဆုံစမ်းမှုတွေမှာအပြည့်အဝနားမလည်နိုင်သေးတဲ့လေထဲကအရာတွေရှိနေတယ်လို့ဝန်ခံထားပါတယ်ဒါပေမဲ့မဖြေရှင်းနိုင်သေးဆိုတာနဲ့ဂျိုးသားလို့တန်းပြောလို့မရနိုင်ပါဘူးသိပ္ပံပညာမှာတက်တည်လိုအပ်ပါတယ်ပြီးတော့အဲ့ဒီတက်တည်ကိုရှာဖွေရတာအလွန်ခက်ခဲပါတယ်တကယ်တော့ကျွန်တော်တို့ရှာနေတဲ့ဂျိုးသားပုံစံမှားနေတာဖြစ်နိုင်ပါတယ်ဒီနေရာမှာဂျိုသားဆိုတာလေးကိုနည်းနည်းပြောချင်တယ်ဗျာဂျိုသားဆိုတာတခြားဂျိုကလာတယ်တက်ရှိကိုဂျိုသားလို့ခေါ်တာပါ
လူသားတွေကတခြားဂျိုသွားမယ်ဆိုရင်လည်းအဲ့ဒီဂျိုကသူတွေအတွက်တော့လူသားတွေကဂျိုသားပါပဲဂျိုသားကရုပ်ရှင်တွေလေးရလို့ပုံစံမျိုးမဟုတ်ပဲ microscope ပဲအဲ့လောက်တိတ်တိတ်လေး microscope နဲ့ကြည့်ရတော့တဲ့ဒီတိတ်တိတ်လေးပဲဖြစ်နေတယ်သိပ္ပံပညာရှင်တွေမျှော်လင့်တာကဂျိုသားရင်မြန်ကြီးတွေလို့တွေ့ရှိတာမျိုးမဟုတ်ပဲဘက်တီးရီးယားလိုရိုးရှင်းတဲ့တက်ရှိရာလေးတွေပါMars လိုဂျိုတွေအင်္ဂါဂျိုပေါ့ရေခဲဖုံးနေတဲ့လတွေအဲ့အောက်မှာမြေရောက်ရည်ရှိနေနိုင်ပါတယ်အကယ်၍အလွန်တင်းငယ်တဲ့တက်ရှိ organism တစ်ခုလောက်တွေ့ရှိခဲ့ရင်စကြဝဠာထဲမှာအသက်ဘဝတစ်ချိန်ပြီးတစ်ချိန်စတင်နိုင်တယ်ဆိုတော့တက်တည်ပြနိုင်သွားပါလိမ့်မယ်ဒါကလူသားသမိုင်းကိုလုံးဝပြောင်းလဲသွားစေပါလိမ့်မယ်မနေ့ပြန်မိုးလင်းလာတဲ့အချိန် breaking news တစ်ခုကြားရတယ်လို့စဉ်းစားကြည့်ပါဂျိုသားတွေကိုတွေ့ရှိခဲ့ပြီဒါဆိုဘာတွေဖြစ်လာမလဲပျော်ရွှင်မှုလားကြောက်ရွံ့မှုလားအငြိမ်သက်မှုတွေလားလူသားသမိုင်းကချက်ချင်းနှက်ကိတ်ခွဲသွားပါလိမ့်မယ်ရှာမတွေ့ခင်နဲ့ရှာတွေ့ပြီဆိုပြီးဘာသာရေးဆိုင်ရာမေးခွန်းအသစ်တွေမေးလာမယ်သိပ္ပံပညာရှင်တွေအဖြေရှာဖို့ပြန်ဆိုင်ကြရတော့အကြီးမားဆုံးမေးခွန်းကတော့ဂျိုသားတွေကလူသားတွေရဲ့မိတ်ဆွေလားဂျိုသားတွေကဘာမျိုးကိုမလာတာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကိုယ်တိုင်ဂျိုသားတွေဖြစ်လာနေတာလည်းဖြစ်နိုင်ပါတယ်လူသားတွေကအခုတော့တခြားဂျိုတွေပေါ်မှာအခြေချနေထိုင်နိုင်ဖို့လှုံ့ဆော်နေကြပါပြီဒီနေ့မှာကျယ်ရီကြားမှာလူသားတွေနေထိုင်လာနိုင်ပါတယ်အနာဂတ်ရဲ့နေထိုင်မှုဘဝတွေကကဘာမျိုးကိုကျွန်တော်တို့ရှေးသမိုင်းကိုကြည့်တယ်လို့ပြန်ကြည့်နိုင်ပါတယ်သူတို့အတွက်ကျွန်တော်တို့ဟာမူလမျိုးစိတ်ပထမဆုံးစူးစမ်းရှာဖွေသူတွေဖြစ်နေပါလိမ့်ဒါဆိုဂျိုသားတွေတကယ်ရှိလားတက်ကြပါလားအလွန်ကြီးမားလွန်းတယ်အလွန်တက်တန်းရှည်လွန်းတယ်ဖြစ်နိုင်ခြေတွေအပြည့်နဲ့ပြည့်နေတဲ့အတွက်ဒီမေကွန်းအတွက်တိကျတဲ့အဖြေမရှိပါဘူးတနေ့ရရမှာနောက်နေထိုင်မှုဘဝတစ်ခုလဲသူတို့ရဲ့ကောင်းကင်ယံကိုကြည့်ပြီးသူတို့တယောက်ထဲလားဆိုတာစဉ်းစားကောင်းစဉ်းစားနေပါလိမ့်မယ်